ကဲဒီနေ့ကတော့ကိုရဲ့ရွှေရင်အေးဖြစ်စေမဲ့မိတ်ကပ်လိုလေးပြင်ပြမှာပါအရင်ဆုံးလိုအပ်တာကတော့ sun cream ပေါ့နော် sun cream လိမ့်တဲ့အခါမှာလည်း SPF 50 PA PA+ 3လုံးပါမှစိတ်ချရမယ်ပေါ့နော်ကိုကတော့အခုတလောသုံးဖြစ်နေတဲ့ Q Press ရဲ့ sun cream လေးကိုပဲသုံးလိုက်ပါမယ်ဥမာကအထုပ်နဲ့ဘူးဆိုပြီးရွေးချယ်စရာ2မျိုးနဲ့လာပါတယ်ကိုကတော့ two finger method နဲ့တေချာလေးလိမ့်ပေးလိုက်မယ်ပေါ့နော်သူ့ကိုကြိုက်ရတဲ့အချက်ကတော့မျက်နှာပေါ်တင်လိုက်တာနဲ့အေးသွားတာပါပဲဒီလိုမျိုးဘာတက်ထောင်ကနန်းဝင့်ကျင်တဲ့ကိုမှ white cast မကျန်အဖက်မလန်တဲ့အချက်ကိုတော့ကိုအကြိုက်ဆုံးပဲပေါ့နော်ပြီးတော့လေ make up မလိမ့်ချင်မှုဆိုတဲ့သူတွေအတွက်လေသူတစ်မျိုးတည်းနဲ့အဆင်ပြေပါတယ်လို့ sun cream လိမ့်မယ်ဆိုလို့ရှိရင်လေဘင်းကိုပါမဖြစ်မနေလိမ့်ပေးတင်ပါတယ်ကဲ foundation step ကိုရွှေ့ကြရအောင် foundation ကိုလည်းကိုက Q Press ရဲ့ One to Beautiful Foundation လေးကိုသုံးထားပါတယ်ကိုဒီလိုမျိုးရောသုံးတဲ့နည်းလေးကိုအခြား foundation တွေ sun cream တွေနဲ့ try ကြည့်ဘူးရပေါ့နော်အဆင်မပြေခဲ့ပါဘူးဘာလို့လဲဆိုတော့ long lasting တိတ်မဖြစ်တော့တာတွေ coverage တိတ်မကောင်းတော့တာတွေတွေ့ရတယ်ပေါ့နော်ဒီမှာတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မျက်ကွင်းညိုတာကိုတောင်ဖုံးပေးသွားတာတွေ့ရမှာပါ long lasting မှ long lasting ဖြစ်တာကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်လည်း long lasting ဖြစ်ပါတယ်လို့ဒါဆိုရင်ကို foundation ကိုအထက်တက်ခါလိမ့်သွားတာနော်အဲ့ဒါတော့မှကိတ်ကြီးဖြစ်မသွားဘဲနဲ့ make up တာကညံ့ညက်ကလေးနဲ့တော်တော်လေးကိုလှပါတယ်ဖြူရောင် concealer လေးသုံးပြီးတော့ပေါင်နာလေးအုပ်လိုက်ပါမယ်အညိုနုရောင်ကာလာလေးကိုယူပြီးတော့မျက်လုံးရဲ့အပေါ်အောက်တိတိချာချာလေးချဲပေးလိုက်မယ်ပေါ့နော်ပန်းရောင်နဲ့ခရမ်းရောင်ဘက်သွားတဲ့ကာလာလေးနှစ်ခုကိုရောပြီးတော့မျက်အိတ်တစ်လျှောက်မှာချဲပေးလိုက်မယ်ပေါ့နော်တို့လေအတွက်မျက်တောင်ထုကိုလည်းကိုကတဘာဝဆန်တဲ့ဘက်ကိုသွားထားတယ်ပေါ့နော်ပါနီသုံးပါမယ်ပါနီသုံးတဲ့အခါမှာလည်းမျက်နှာကိုနုနုရွရွပုံစံလေးဖြစ်အောင်လို့အောက်ဘက်ဒီပါသုံးပေးလိုက်ပါတယ်မိတ်ကပ်လို့လေးပို့ချသွားအောင်လို့ glitter လေးတွေကိုပါတိတိချာချာလေးလိုက်ထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့နှာခမ်းနီလေးစဆုံမယ်ပေါ့နော်နှာခမ်းနီကိုလည်းကိုကအယောင်အရင်ဆိုးတယ်ပြီးတော့မှအယောင်ငြိမ်သွားအောင်လို့အယောင်အနုလေးအပေါ်ကထည့်ပေးလိုက်တယ်ပေါ့နော်နောက်ဆုံးအနေနဲ့မျက်ခုံးမွေးလေးအယောင်ဖြောလိုက်ရင်တော့မိတ်ကပ်လိုလေးကလုံးဝပြီးသွားပါပြီဒီလိုမျိုးပပကြည့်ကြည့်ကိုရွှေအေးလေးဖြစ်စေဖို့ Q Press ကအထုပ်လေးတွေတုံးပြီးတော့လိုက်ပြင်ကြည့်ကြနော်